ကိုထိတ်တရားပါခုကျွန်တော်တို့ဗာလဲမနေ့စင်နိုင်ခွဲတော့မှာပေါ့နော်စင်နိုင်20နဲ့မှာ9မိနစ်မှာကျင်းနေထွက်ခဲ့တာ8နာရီအခုဒါကိုထိတ်တရားကိုရောက်ပါပြီပြန်လာပါတယ်လေးရိုက်ပြန်မှာဟုတ်ရတာနဲ့ရိုက်ဒါပဲကင်ထားလိုက်တော့ပေါ်လာရိုက်ထားလိုက်မရိုက်မင်းမမနှိမ့်တာမှာမိပြလေးလင်းလားကိုင်ဟမ်မိပြလေးလင်းလားမင်းတော့လင်းဟောရိုက်ဖုန်းနဲ့မချေဘူးဖြစ်တိုင်းနော်ဒါကကျွန်တော်စီးခဲ့တဲ့ရထားကြီးပါအဲ့ဒါပြန်လာအေးမရသေးဘူးကွာဖုန်းကမကြွိုင်းသေးလို့အဝိုင်းလေးနှိပ်ပြီးပြည့်ဒါကကိုထိတ်တာ